Hello everyone ဒီလောကလုံးတခြားဖြစ်နေကြတဲ့အချိန်မှာကီလီယာတော့ရှင်ပစုံကအအီအစိအချို့တစ်ဆက်တွေဆက်ဖက်မှာဖြစ်ပါတယ်အရှင်ဆုံး Rush မလိုက်နေစားပါမယ် Rush မလိုက်ဆိုရင်ရှင်ပစုံကအကြိုက်ဆုံးပဲတခြားပြင်တစ်စိတ်ကထွက်သူ့လုံးဝမမိပူတင်တို့မလိုက်စမ်းဆိုရင်လေပူတင်ပဲတည်တန်းအောင်တော်ရတာစိတ်မရှိလို့ကြိုက်ဖောက်လိုက်တော့ကိုတော်လေးဒီအထုပ်ထန်ဆိုင်မှာစံပေးရပို့ပြီးများလို့ခံစားရတယ်အပေပြင်စားဖို့ဟပ်ပန်လေးချက်လိုက်ပြီးဝါနေစဉ်အချိန်ကဆိုအချို့တစ်ဆက်တွေကိုလည်းတစ်ခုပြီးတစ်ခု non stop စားနိုင်တကြားတွေဘလောက်ဖြတ်အချို့တက်ကလေးလူတယောက်မှအရင်အကြီးကြီးပါမန်ယူတိုင်းလေချိုးတဲ့ဘက်လည်းမဟုတ်ဘူးသူကအအစိမ့်ပန်စားနေတချင်းကလည်းလက်ရွေးရသေးတယ်ဒီလိုမျိုးအချို့လေးစားနေတဲ့အချိန်မှာဆိုရင်တချင်းအေးလေးနဲ့ perfect ပဲဥမာတိုင်းအရေးကစားလုံးကရိုးရိုးနွားနို့လိုအောင်မဟုတ်ဘူးအရန်ကောဒီ vlog ရိုက်တာမိနစ်ကရပါအပြင်းကြီးပြီးတော့ခုမှပဲ active ဖြစ်တယ်2025မှာလည်းတကြားမဖြတ်ခဲ့တယ်လို့2026 Camilla Street မှာလည်းတကြားဖြတ်ဖို့ plan မရှိပါဘူးရှင်အဲ့ဒီချိန်တော့ခေတ်စားနေတဲ့ချင်းကတော့ Bobby Sosa ရဲ့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိသေးတဲ့ချင်းပဲဖြစ်ပါတယ်တချင်းတော့မထဲတော့ copyright ညီမဆိုလို့ပြောပိုင်ခွင့်ရှိပြီးပြောပိုင်ပတ်တဲ့အဆောင်တိအပေးကြရဲ့သူတွေကိုပြပြကမ်းများကြီးကျေးဇူးတင်ပါတယ်တတ